င်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီ vlog လေးကခုတောင်ကြီးကလောတစ်ပတ်လောက်တွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်ပထမအဆုံးညမှာတော့ focus bar မှာပြောခဲ့ပါတယ်တောင်ကြီးမှာကိုတို့က UTC hotel ကိုတိတ်လိုက်တယ်အခုကတော့တောင်ကြီးရဲ့ဒုတိယမနက်ခင်းလေးပဲဖြစ်ပါတယ်ဟိုတယ်ကမနက်စာ buffet လေးအစားပါမယ်မရှိလည်းရှိရဲ့မရှိရသူတို့ဆက်ပေးရဲ့ရှမ်းမြင့်ရှိလေးတော်လေးတော့အစားလုပ်ကောင်းတယ်မနက်စာဆိုင်မြင်ရတဲ့ view လေးကတော်လေးကိုမိုက်တယ်ကိုတို့ရောက်တဲ့နေရာနေစပြီးတော့မှမိုးရီစတိုက်ရွာတာဆိုတာမရက်မနာပါပဲတောင်ကြီးရဲ့ရာဒီအတူလျာလေးအရန်တာရတာမိုးရွာပြီးနေလို့အရန်ကောင်းတာပဲပြီးတော့ဒါကိုတို့ရဲ့ client အိမ်ရှိမှာရှိတဲ့စကူပန်းလေးအရန်လိုက်လုံးစရာအလုပ်တွေလုပ်ပြီးတော့နေ့လယ်ကျတော့လမ်းကြုံတာနဲ့တောင်ကြီးမှာရှိရဲ့တောင်ပေါ်ကအပင်ဆိုင်လေးမှာအပင်လေးတွေဝင်ကြည့်ခဲ့ပါသေးရဲ့ရှင်TGI ဘာမှာညစာပြီးမသိမ့်နိုင်လေးလို့မုံနေထက်ဝဲပြီးတော့မှဟိုတယ်မှာထပ်စားပါသေးရဲ့နာမည်ကြီးနေရဲ့ဒီဝဥမုံလေးပေါ့အဆက်မုံယူရီးယားအဆက်မုံလေးအဲ့ဟာလေးစာပြတာတယ်ဒီ vlog လေးလည်းတည်တတ်တင်မိမယ်နော်ဒီ3 at တောင်ကြီးပါတောင်ကြီးမှာလုံးစရာရှိတဲ့ရိုက်ကူးရေးတွေဆက်လုပ်ပါတယ်ဒီပန်းပင်အောက်မှာမထင်မဲ့ပဲဦးစရာညီမလေးတယောက်နဲ့လာဆုံနေတာတောင်ကြီးနောက်ဆုံးရက်မှာတော့ရိုက်ကူးရေးတွေတော်တော်များများပြီးခဲ့ပါတယ်ဒီနေရာကတောင်ကျွန်းတောင်အောက်မှာရှိရဲ့ရထားလမ်းမှာပဲဖြစ်ပါတယ်တောင်ကြီးမှနေရင်လည်းနောက်ထပ်ပေါ်တဲ့တစ်ခုကိုထပ်ရောက်သွားသလိုပဲလုံးဝတဘာဝရှုပ်ခင်းလေးကအရန်လာတာညနေ9:00နာရီခွဲလောက်ရောက်တော့ကလောကိုဆက်ပြီးတော့မှသွားပါတယ်ရှင်။ဒါလေးကတော့ကလောမှာကိုတို့တဲခဲ့တဲ့ SK Home ဆိုတဲ့ home tour လေးမှာဖြစ်ပါတယ်။သူ့ရဲ့ vlog လေးကိုလည်းကို page မှာဖုန်းနဲ့အစာလေးတွေအရေးပြီးတော့မှအသင်ပေးထားပါတယ်ရှင်။မကြည့်ရသေးလို့ရှိရင်သွားပြီးတော့မှကြည့်လို့ရပါတယ်။ကလောရဲ့မနက်စာကိုတော့ကလောစေးထိတ်မှာရှိရဲ့ပုံပုတ်ဆိုတဲ့ဆိုင်မှာစားခဲ့ပါတယ်။အဲ့ကငါးထမင်းတွေကလုံးဝအရန်ကောင်းတယ်။တစ်ဖွဲ့လုံးကငါးထမင်းတွေကြီးပဲကိုတစ်ယောက်နှစ်ပွဲသုံးပွဲစားကြတာအများကြီးပဲ။စားပြီးတော့ပြီးဆိုတော့ရိုက်ကူးရေးဆက်လုပ်ဖို့ကလောပူတာကိုသွားပါတယ်။ခုနရောက်တဲ့ရက်တိုင်းမူးရွာတာဆိုတာတဲကြီးမဲကြီးပဲ။အဲ့ပြီးတော့ကိုတို့ရိုက်ကူးရေးလုပ်ရတယ်အိမ်အိမ်ကနေဗျိုက်တောင်လှမ်းမြင်ရတယ်သူရဲ့ runner view ကနေမြင်ရတဲ့ view ကအရှမ်းမိုက်တာဒါကတော့ကိုနောက်မှာရှိနေရဗျိုက်တောင်ဖြစ်ပါတယ်အဲ့ပြီးတော့နေ့လယ်စာကိုရွှေပလင်မှာပဲပို့ပါလေးတော့စားလိုက်တယ်ညစာကိုတော့ Bistro 29မှာစားလိုက်ပါတယ်ပြီးတော့ကာစီနိုသွားပြီးတော့မှ after အဆက်ကြရပေါ့ကွယ်ငါးရဲမြောင်းနေမှာတော့မိုးရီတဲကြီးမဲကြီးရွာတာနေပြီးတော့မှအနေလေးပြန်ထွက်လာပါပြီရှင်ဒါလေးကတော့ SK Home Way အပေါ်ထက်ကစားဖက်ခေါ်နာလေးကနေအပြင်ဘက်ကိုလှမ်းမြင်ရတဲ့ view လေးပဲဖြစ်ပါတယ်ခုနနေခဲ့တဲ့ SK2 ရဲ့ video လေးလည်းပြပေးပါမယ်ညစာအတွက်ကိုမြို့ထဲထိသွားမစားချင်တော့တာနဲ့ဒီ SK Home မှာရှိရဲ့အသားကင်လေးလိုပဲကင်စားလိုက်ပါတယ်ရှင်။စားပြီးတော့အချိန်ကိုရေးဆက်လုပ်ပြီးတော့မှ Get and Ready with Me vlog လေးရေးလိုက်ပါတယ်။6ရက်မြောက်နေ့မှာတော့မန်လေးကိုပြန်มาတော့မနက်စာကိုကလောစေးထိတ်မှာရှိရဲ့ပုံပုတ်ဆိုင်မှာပဲထပ်စားလိုက်တယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲ bye bye